ဇလန်းကတော့လမ်းပေါ်မှာအစားအစာနဲ့ခိုးလုံရရှာရင်းလမ်းပြောက်နေတဲ့ချစ်စရာပီကဲခွေးလေးတစ်ကောင်နဲ့စတင်ပါတယ်။ဒါပေမဲ့သူအစာမရှာခင်မှာပဲလူတစ်ယောက်ကသူ့ကိုဖမ်းဆီးပြီးမြေအောက်လှုပ်ဝက်တခွဲခန်းတစ်ခုကိုခေါ်သွားပါတယ်။အဲ့ဒီတခွဲခန်းကတော့မြို့ထဲမှာဒေါက်တာအီးဘယ်လို့လူသိများတဲ့ YouTube ပေမဲ့ထက်မြက်တဲ့သိပ္ပံပညာရှင်ဒေါက်တာဘာစင်နစ်စတာပိုင်တာပါ။သူ့ရဲ့ YouTube တဲ့အိမ်မက်ကတော့မျိုးရိုးဗီဇပြုပြင်ပြီးတာမန်ခွေးတွေကိုစူပါခွေးတွေအဖြစ်ပြောင်းလဲဖို့ဖြစ်ပါတယ်။ဒေါက်တာရဲ့စမ်းသပ်မှုအတွင်းမှာခွေးလေးဟာကြောက်လန့်ပြီးရုန်းကန်ရာကနေဓာတုဗေဒဆေးရည်တွေသူ့အပေါ်မှောက်ကျသွားပါတယ်။အဲ့ဒီဆေးရည်တွေကသူ့ရဲ့နာကိုစက္ကန့်ပိုင်းအတွင်းပြောင်းလဲပစ်လိုက်ပြီးစူပါစွမ်းအားတွေရရှိသွားစေပါတယ်။ခွေးလေးဟာ10လက်မအထူရှိတဲ့တံမဏိနံရံကိုဖောက်ထွက်ပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်။လမ်းပေါ်ရောက်တဲ့အခါခွေးလေးဟာဒန်ဆိုတဲ့လုံခြုံရေးဝန်ထမ်းမောင်းလာတဲ့ကားနဲ့တိုက်မိပါတယ်။ဒါပေမဲ့စူပါစွမ်းအားကြောင့်ခွေးလေးကဘာဒဏ်ရာမှမရဘဲကားမှာပဲချိုင်းခွက်ကြီးဖြစ်သွားပါတယ်။ဒန်ကခွေးလေးကိုတနာပြီးအိမ်ခေါ်လာကသူ့ရဲ့ဖနက်ကိုရှာနဲ့လာရက်တာကြောင့်ရှူရှိုင်းလို့နာမည်ပေးလိုက်ပါတယ်။ဒန်မှာဂျက်ဆိုတဲ့သားတစ်ယောက်ရှိပါတယ်။ရှူရှိုင်းကအိမ်မှာတယောက်တည်းရှိနေတော့သူဟာလူလိုစကားပြောနိုင်ပြီးအလွန်မြန်တဲ့အချိန်ခွန်အားနဲ့ပြန်တန်းနိုင်စွမ်းတွေရှိနေမှန်းသိသွားပါတယ်။ဂျက်ကဒါကိုသိသွားတဲ့အခါသူတို့နှစ်ယောက်ဟာတငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်။တနေ့မှာဂျက်ရဲ့တငယ်ချင်းမော်လီနဲ့သူမရဲ့ခွေးမလေးပိုလီတို့အန္တရာယ်ကြုံရတဲ့အခါရှူရှိုင်းကပြန်တန်းသွားပြီးကယ်တင်ခဲ့ပါတယ်။ရှူရှိုင်းဟာပိုလီကိုမြင်ချင်းချစ်မိသွားပါတယ်။ဂျက်ကရှူရှိုင်းကိုလူတွေမသိအောင်100ဆိုတဲ့နာမည်နဲ့စူပါဟီးရိုးဝတ်စုံလေးလုပ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဒေါက်တာဘာစင်နစ်စတာကရှူရှိုင်းကိုပြန်ဖမ်းဖို့ကြိုးစားပါတယ်။သူကရှူရှိုင်းရဲ့နာကိုယူပြီးတခြားခွေး3ကောင်ကိုစူပါခွေးဆိုးတွေဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒေါက်တာရဲ့အစီအစဉ်ကမြို့တော်ခမ်းမခေါင်မိုးပေါ်မှာဘုံထောင်ပြီးမြို့သူမြို့သားအားလုံးကိုသူ့ရဲ့စိတ်ထိန်ချုပ်မှုအောက်ရောက်အောင်လုပ်ဖို့ပါ။ရှူရှိုင်းဟာတခဏအတွင်းမှာစွမ်းအားတွေဆုံးရှုံးသွားခဲ့ပေမဲ့သူ့ရဲ့တတိကြောင့်စွမ်းအားတွေပြန်ရလာပြီးဒေါက်တာရဲ့ခွေးဆိုးတွေကိုအနိုင်ယူခဲ့ပါတယ်။ဒေါက်တာကကိုယ်တိုင်ဆေးတောက်ပြီးလူတရဝါကြီးအဖြစ်ပြောင်းလဲကတိုက်ခိုက်ပေမဲ့ရှူရှိုင်းကသူ့ကိုလူပြန်ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မြို့ကြီးကိုဖျက်ဆီးမဲ့ဘုံကိုရှူရှိုင်းကမြေကြီးထဲနက်တူးပြီးမြုပ်နှံလိုက်ခြင်းဖြင့်မြို့ကြီးကိုကယ်တင်နိုင်ခဲ့ပါတယ်။မြို့သူမြို့သားတွေကအန်ဒါဒေါ့ကိုဟီးရိုးအဖြစ်ဂုဏ်ပြုကြပါတယ်။ဒေါက်တာနဲ့သူ့တပည့်ကတော့ထောင်ထဲရောက်သွားပြီးရှူရှိုင်းကတော့ဂျက်ပိုလီလိုနဲ့တူပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။ဒီဇလန်လေးကတော့တကယ်ဟီးရိုးဆိုတာစွမ်းအားတွေထက်တတိနဲ့မေတ္တာတရားရှိဖို့ပဲလိုအပ်တယ်ဆိုတာကိုဖော်ပြသွားတာဖြစ်ပါတယ်။ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်နောက်ထပ်စိတ်ဝင်စားစရာရုပ်ရှင်အညွှန်းတွေကိုကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။တင်သိချင်တဲ့တခြားဇာတ်ကားရှိရင်လည်းပြောပြပေးနိုင်ပါတယ်။